Hello အားလုံးပဲမင်္ဂလာပါရှင်မတင်တာလဲကြာသွားပြီဆိုတော့အားလုံးသတိရပါတယ်ရှင်အခုတစ်ခေါက်တော့လေတွေ့ရစလောက်ဆိုလို့ရှိရင်တော့မျောတာမျောပေါ်မလာသူရဲ့စိတ်ငါဆိုသလိုပေါ့ရှင်စိတ်မပူကြပါနဲ့တစ်ဖက်သူကအရန်အလုပ်များနေလို့ပါအချိန်နိုင်ရင်တော့ကိုယ့်လူပါပဲကြာလီချစ်လေပါတဲ့မပြောပြသေးတာက surprise တိုက်ချင်လို့ပါတဲ့စိတ်ချမ်းသာတော့မူကြပါတော်ပါပြီဆိုသူတွေရောမပြတ်သားသေးတဲ့သူတွေရောကိုကစင်မမှာပါအောက်ကျုပ်ပြီးနောက်မဆုတ်တန်းရှေ့ကိုတရှိန်တို့အသေးအတန်လာပါလိမ့်မယ်အားလုံးကိုရှင်းလေးပြတ်သားခဲ့ပါမယ်တဲ့ယုံချင်ရုံမယုံချင်နေနောက်မဆုတ်တော့ဘူးတဲ့တစ်ချိန်ကနောက်ဆုတ်ပြေခဲ့ဘူးလို့စိတ်နာနေမှသိပါတယ်တဲ့အစွမ်းကုန်ပြန်ပြီးဆက်ပါမယ်တဲ့နောက်ဆုံးအချိန်နဲ့လေတခါလေးပဲပြန်ယုံကြည်ပေးပါလားတဲ့လေကဲဆုံးဖြတ်တော်မူအချစ်စစ်တို့လည်းမဖြောက်တန်ဘူးဆိုတာဒုမမတို့လည်းသိမှာပါနော်ခွင့်လို့ပေးလိုက်ပါနော်တကယ်အချစ်စစ်နဲ့ဦးလာမှာပါဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်